ရိုနီတထေးသားနဲ့တွဲပြီးမှရွှေစငါးပိတ်တာနဲ့ဖက်ရှင်နဲ့အကယ်ဒမီပွဲတက်လာတဲ့ထက်ထက်ထွန်းအကယ်ဒမီပေးပွဲဆိုတော့တနေ့တိုင်းရဲ့ဖက်ရှင်လမ်းဆုံးပွဲကြီးဖြစ်တယ်လို့မင်းသားမင်းသမီးတွေကလည်းအဖို့တန်ရတနာတွေနဲ့ဂုံပြိုင်ကြနေရပါဒီနေ့မှာတော့အလှမေဟောင်မင်းသမီးထက်ထက်ထွန်းကရွှေစငါးပိတ်တာနဲ့ဖက်ရှင်နဲ့ပွဲတက်လာပြီးအားလုံးရဲ့အာရုံကိုသိမ့်ပိုင်လိုက်ပါတယ်အစောပိုင်းမှာတော့တက်တက်တုံးဟာပတ်စံသိမ့်မရှိရဲ့လွင်မိုးနဲ့တွဲခဲ့ပြီးမြင်နောက်ပိုင်းမှာတော့ချစ်သူအသေးဖြစ်တဲ့ခရိုနီတထေးသားတူနဲ့တွဲနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီလိုအချိန်မှာပဲသူမဟာရင်းကြီးစိမ်းအောင်မြန်မာဝတ်စုံလေးနဲ့အတူငါးပိတ်တာနဲ့အခောက်ရွှေပရက်ချင်းရွှေဆယ်ပိတ်တာနဲ့လက်ကင်အိမ်နဲ့အခြားရွှေရဲ့ရတနာတွေပါဝင်စုစုပေါင်းရွှေ15ပိတ်တာလောက်ဝတ်ဆင်ပြီးချီမိုးလိုက်တာပါMiss Universe မြန်မာအလှမယ်တူဖြစ်တာကြောင့်လေသူမရဲ့ခန္ဓာကိုယ်ကြိုးစားနေဒီလိုတမိုးကြီးရွှေတဲ့ကြီးတွေကအလွန်ကိုလိုက်ဖက်ညီနေပါတယ်။ဒါကြောင့်လေတက်တက်ထုံးကဒီနှစ်ကယ်ဒမီပေးပွဲရဲ့ fashion မိုက်ဆုံးနဲ့ဈေးကြီးဆုံးမင်းသမီးလို့ဆိုကြပါတယ်။ခရိုနီတထေးသားနဲ့တွဲပြီးနောက်ပိုင်းမှာတက်တက်ထုံးရဲ့ဘဝကတကယ်ကိုအဆင့်မြင့်သွားတာပါ။ရွှေစငါးပိတ်သားနဲ့ fashion နဲ့အကယ်ဒမီစင်မြင့်ထံမှာတောက်ပနေတဲ့တက်တက်ထုံးရဲ့အလှပါလေးပုံမိမိတို့အမြင်ကိုလည်းပြောသွားပေးခဲ့ကြပါအောင်ရှင်။